ခုမှစီစဉ်စပြောင်းတာစီစဉ်စပြီးတော့ပြောင်းကားစားဆိုတော့စီစဉ်စပြီးပြောင်းကားစားဆိုတော့တဲတွေကနော်စီစဉ်စပြီးပြောင်းကားစားဆိုတော့ဟီးရိုးတွေကလည်းအရင်လိုမဟုတ်တော့ဘူးဆွဲကြီးကလည်းအရင်လိုမဟုတ်တော့ဘူးနည်းနည်းပြောင်းလာတာရှိတယ်ငါဗာလေးကန်ရမလဲဗာလေးနဲ့ကျန်းရမလဲဆိုရင်တော့ခုကျွန်တော်ဆော့ပြနေရဲ့ဆွဲကြီး2ခုနဲ့ကွန်မန်ဒါလေးကိုသုံးပါစောက်ရမ်းလွယ်ကူပါတယ်အရင်ကြီးလည်းမခက်ခဲပါဘူးစောက်ရမ်းလွယ်ကူနဲ့ရှောက်ဝမ်းကိုတန်းရမယ်အနေထားမျိုးရှိပါတယ်ဒါပေမဲ့ကျွန်တော်လည်းနည်းနည်းတော့ try ရအောင်ပါပဲကျွန်တော်နဲ့တူတူချင်းကြိတ်မဲ့ကောင်တွေကတော့ရှိတယ်အခုဆိုဒီကောင်ဆိုကျွန်တော်ရှုံးပြီဒီကောင်ဆိုကျွန်တော်ရှုံးပြီအားချောင်းနေရအားချောင်းနေဒီကောင်ဆိုကျွန်တော်ရှုံးပြီဒါပေမဲ့ issue ပါကျွန်တော်နော်နည်းနည်းရှောက်ဝမ်းလေးပါလေးရမလားကျွန်တော် try ကြည့်မယ်လေနော် issue ပါချိန်နေအများကြီးကြံပါလေbrother ကိုလည်းတကယ်